ယောက်ျားဖြစ်သူကမျက်နှာပြောင်တိုက်ပြီးဖောက်ပြန်နေလို့မခံစားနိုင်တဲ့အဆုံးလက်စားချေဖို့အတွက်ကောင်းလေးတစ်ယောက်ကိုငွေပေးပြီးချစ်သူအဖြစ်ငားလိုက်တဲ့မိန်းကလေးတူမရဲ့လက်စားချေမဲ့အစီအစဉ်ကဘာတွေများဖြစ်မလဲဆက်လန်းဆက်စမှာတော့တီတာဟာတူမရဲ့ယောက်ျားရနိုင်ရှိတဲ့ကလပ်ကိုလိုက်သွားပြီးကွာရှင်းစာချုပ်ကိုပေးလိုက်ပါတယ်ဒါပေမဲ့မာနကြီးတဲ့တူမယောက်ျားကတော့မိန်းကလေးတွေဝိုင်းနေပြီးတီတာကိုလည်းလုံးဝဂရုမစိုက်ပါဘူးငွေမက်လို့သူ့ကိုယူခဲ့ပြီးအခုမှကွာရှင်းရှင်တယ်ဆိုတာလုံးဝမဖြစ်နိုင်ကြောင်းတူမတေမရှင်းဘယ်တော့မှကွာရှင်းပေးမှာမဟုတ်ဘူးလို့မောက်မပြောလွတ်လိုက်ပါတယ်စိတ်နာသွားတဲ့တီတာဟာဘာတစ်ခုကိုတွားပြီးဝိုင်ထိုင်တောင်းနေရင်းနဲ့အဲ့မှာအလုံးလုံးနေတဲ့အစင်ကောင်လေးမင်းခန့်ကိုတတိထားမိသွားပါတယ်တူမဟာကောင်လေးကိုအနားခေါ်ပြီးသူ့ယောက်ျားဖောက်ပြန်နေတဲ့အကြောင်းရင်ဖွင့်လိုက်ပါတယ်ပြီးတော့ကောင်လေးကိုလည်းငွေအထက်လိုက်ပေးပြီးတူမရဲ့ချစ်သူအဖြစ်ဟန်ဆောင်ပေးဖို့ငားရမ်းလိုက်ပါတယ်ဒါပေမဲ့ပရိသတ်ကြီးရဲ့စိတ်ဝင်စားစရာကောင်းတာကအဲ့ကောင်လေးဟာတကယ်စပွဲထိုးမဟုတ်ပဲအပျော်တဘောနဲ့လာပြီးဘဝကိုလေ့လာနေတဲ့နောက်ခံအတိုင်းဝိုင်းတောင်းတဲ့တထေးသားတစ်ယောက်ဖြစ်နေတာပါတစ်ဖက်မှာတော့ရန်နိုင်ကသူ့မိမကိုဖုန်းဆက်ပေမဲ့မကင်တဲ့အတွက်အတင်းအကျပ်လာတွေ့ဖို့စာပို့လိုက်ပါတယ်အရင်ကဆိုခေါ်တိုင်းလာတဲ့တီတာကတော့အခုချိန်မှာလုံးဝဂီးမဆိုင်တော့ပါဘူးတီတာနဲ့မင်းခန့်တို့ကဟိုတယ်အခန်းတစ်ခုထဲမှာရှိနေချိန်မင်းခန့်ကဘလို့ဟန်ဆောင်ပေးရမလဲလို့မေးလိုက်တော့တီတာကရိုးချင်းအိယာပေါ်မှာအမိဖန်းခံရတဲ့ပုံစံရိုးအီနေတဲ့အကွက်မျိုးမလုပ်ချင်ပါဘူးတူမယောက်ျားရဲ့စိတ်ထဲမှာတန်တရားမျိုးစိတ်တွေချပေးပြီးသူ့ဘာသာတူတန်တရားတွေနဲ့ယူတက်သွားအောင်လုပ်ချင်တာပါဒါကြောင့်အခန်းထဲမှာတခြားယောက်ျားတစ်ယောက်ရဲ့အငွေ့အသက်တွေကြံခဲ့အောင်တမင်ဖန်တီးပါတော့တယ်အမြဲတမ်းသူ့အလိုကျနေပေးခဲ့တဲ့မိမဖြစ်သူတစ်ယောက်ရုတ်တရက်ပြောင်းလဲသွားတဲ့အခါရန်နိုင်တစ်ယောက်စတင်ပြီးကနာမငြိမ်ဖြစ်လာပါတယ်မိမလားလေးတွေရဲ့မြူဆွဲတာကိုတောင်စိတ်မဝင်စားနိုင်တော့ပဲအိမ်ကိုတန်းပြန်လာပါတယ်အိမ်မှာလည်းမိမဖြစ်သူမရှိဘူးဆိုတာတိလိုက်ရတဲ့အချိန်မှာတော့ရန်နိုင်တစ်ယောက်ဘာတွေဆက်ဖြစ်သွားမလဲတီတာကလည်းလက်စားချေတဲ့အစီအစဉ်ကရောအောင်မြင်ပါမလားလျှို့ဝှက်ချက်တွေနဲ့ပြည်နေတဲ့မင်းခန့်ကရောတူမကိုတကယ်ချစ်သွားမလားဆိုတာကိုနောက်ပိုင်းတွေမှာဆက်ကြည့်ဖို့ဗီဒီယိုလေးကို like လုပ်ပြီး page ကိုလည်း follow လေးလုပ်ထားပေးကြပါဦးနော်နောက်ထပ်စိတ်ဝင်စားစရာများကိုတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ RLG Entertainment TikTok Facebook page YouTube channel တို့ကို like share and subscribe လေးလည်းနှိပ်ပြီးဝန်းရံအားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ